ရားပွင့်မှတရားပေါ်တာဟုတ်နော်အဲ့တရားတော်တိုင်းလိုက်ခြင်းမှာတန်ခါဆိုတာပေါ်တာအဲ့တော့တရဏဂုံသုံးပါးရဲ့ပိုင်ရှင်စိတ်ဖရားတော်မူတရဏဂုံယူမဲ့ကြရင်ဖရားအရင်အာယုံပြုရတယ်ဗျနမောတာတာရှိကဆိုလိုလိုက်မဆိုနဲ့ကိုယ်တိုင်သဘောပေါက်ဟုတ်ကလားဗျအဲ့တော့ရှိကတန်ခါကနမောတာတာလို့ဆိုင်ပြလိုက်ရင်ဒုက္ခတာဒုဖရားအာယုံပြုခိုင်းတာဆိုဖရားအာယုံပြုဆိုတော့ဒါမမဟုတ်သူတို့ဘာလို့နမောတတအပြည့်ပြိုင်ပွဲဖြစ်တာများဟုတ်တယ်နဲ့သူရင်ပြီးအောင်ငါရင်ပြီးအောင်ဆိုပြည့်ပြိုင်ပွဲလုပ်တာမဟုတ်ဘူးလားဟုတ်တယ်နဲ့လုံးတလားခဏတို့ရံကိုလုံးမှာပါဗျာသူရင်ပြီးအောင်ငါရင်ပြီးအောင်ဘာတော့နောက်ကျနေရှက်စရာကြီးတယောက်သေးဟုတ်တယ်နဲ့ဟုတ်မှာပါဗျာနမောတတဆိုဖရားအာယုံပြုခိုင်းတာခင်ဗျားတို့ဒီတိုင်းကြီးလိုက်မဆိုနဲ့ကဲဖရာအာယုံပြုကြစို့နမောတတဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ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 တရဏဂုံသောတိကြစုဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိဒုတိယံဘိဗုဒ္ဓံတရဏံကိသာမိဒုတိယံဘိဓမ္မံတရဏံကိသာမိဒုတိယံဘိသံဃံတရဏံကိသာမိဒုတိယံဘိဗုဒ္ဓံတရဏံကိသာမိဒုတိယံဘိဓမ္မံတရဏံကိသာမိဒုတိယံဘိသံဃံတရဏံကိသာမိတတိယံဘိဗုဒ္ဓံတရဏံကိသာမိတတိယံဘိဓမ္မံတရဏံကိသာမိတတိယံဘိသံဃံတရဏံကိသာမိတတိယံဘိဗုဒ္ဓံတရဏံကိသာမိတတိယံဘိဓမ္မံတရဏံကိသာမိတတိယံဘိသံဃံတရဏံကိသာမိတိပရဏကမနာမဟာပရိပုဏ္ဏံဒါကတို့ယူထားတဲ့တရဏဂုံကိုမပြောပြအောင်မေးဖို့တတိထပ်ပေးတာနော်ဟုတ်နော်ဟုတ်နော်တို့တရဏဂုံမခံငါလဲရမဟာဝရာမိတံဝရိထရှိကပိတ်ပြီးတော့တခါတတိပေးသေးဟုတ်နော်ရာချင်းစကားကိုအာငါတိဝရာမိဆိုတော့မဲတန်ထုံငါဆိုမဲ့တကားကိုတုံးမေးတင်တကားတကမတို့ဝရိထလိုက်ဆိုကြဒီလိုမပြောလဲဆိုတော့ဆိုမှာပဲမဟုတ်ဘူးလားမပြောလဲဆိုမှာပါရဟုတ်ဗျာဘာလို့သာပြောတော့တရဏဂုံမှာစိတ်လူကိုလုံးနဲ့လိုက်ပြီးဆိုမှာဆိုလို့တတိပေးတာဗုဒ္ဓတရဏံကိသာမိစိတ်မပါဘူးမတီးဘူးခင်ဗျားတို့နော်ဓမ္မတရဏံကြတော့နည်းနည်းလေးစိတ်ကဝင်လာတယ်တီးတယ်သံဃာတရဏံကိသာမိကြမတီးကြမှုအပြင်ထွက်ပြေးလို့စိတ်ကတီးပုံပေါ်ပါမလားတို့ဟာမပေါ်လို့စိတ်မချလို့ဒုတိယပြီးတတိယပြီးထားလို့ပြရတာ